မင်္ဂလာပါခင်ဗျာရေမွေးဆိုင်တွေမှာကိုနဲ့လိုက်ဖက်တဲ့ရေမွေးတွေကိုတွားရှာဝဲတဲ့အချိန်မှာစောင်းရန်ရှောင်းရန်အချက်လေးတွေရှိပါတယ်ကျွန်တော်အဲ့ဒီအချက်လေးတွေကိုဒီနေ့ဒီဗီဒီယိုမှာပြောပြပေးပါမယ်ဒီဗီဒီယိုမှာတော့ part 1အနေနဲ့ကျွန်တော်ရှောင်းရန်အချက်လေးတွေကိုပြောပြပေးပါမယ်နောက်ဗီဒီယိုမှာကျွန်တော် part 2အနေနဲ့စောင်းရန်အချက်လေးတွေကိုပြောပြပေးသွားပါမယ်โอเคဒါဆိုရင်စလိုက်ကြရအောင်ပထမဆုံးနံပါတ်1ရှောင်းရန်အချက်ကတော့ကျွန်တော်တို့ရဲ့ကျန်းမာရေးပြဿနာပါလေချောင်းနာတာတို့နာစီးတာတို့နာပိတ်တာတို့ဖြစ်နေတယ်ဆိုရင်ရေမွေးဆိုင်မှာရေမွေးသွားဆန်းမှုလုံးဝမစင်စားပါနဲ့အောင်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအခြေအနေမှာရေမွေးသွားဆန်းတဲ့အချိန်ကိုယ်စိတ်ကြိုက်ရေမွေးကိုရနိုင်ချေကရာခိုင်နှုန်းတော်တော်လေးနဲနေတာကြောင့်ပါဗျနံပါတ်2ရှောင်ရန်အချက်ကတော့ရေမွေးဆိုင်မှာကျွန်တော်တို့ကရေမွေးကို test လုပ်ပေးပါအောင်ဆိုပြီးကိုယ်စကင်ဘောကိုဖြန်းခိုင်းတဲ့အချိန်ရေမွေးဆိုင်ဘက်ကနေဖြန်းပေးလိုက်တဲ့ရေမွေးကိုတခါတည်းကောက်ယူလိုက်တာမျိုးလုံးဝမလုပ်ပါနဲ့နောက်တစ်ခုကရေမွေးဆိုင်ကဖြန်းပေးလိုက်တဲ့ရေမွေးတွေကိုပုတ်ချေပြီးတော့ရှူတာမျိုးလည်းလုံးဝမလုပ်ပါနဲ့အဲ့ဒီလိုလုပ်ခြင်းအပြင်ရေမွေးရဲ့ပုံမှန်အနံ့ကိုမရစေတဲ့အပြင်ရေမွေးအနံ့တွေကိုပါပျက်စီးစေနိုင်တာကြောင့်ပါနံပါတ်3ရှောင်ရန်အချက်ကတော့အားနာလို့ဝယ်လိုက်ရတာမျိုးလုံးဝမဖြစ်ပါစေနဲ့ကိုကအချိန်ကြီးအကြာကြီးစမ်းလိုက်လို့ကိုကရေမွေးတွေအများကြီးစမ်းလိုက်ပြီလို့အားနာလို့ဝယ်ခဲ့တာမျိုးလုံးဝမဖြစ်ပါစေနဲ့ကိုစိတ်ကြိုက်ရေမွေးရမှတာလျှင်ဝယ်ခဲ့ပါဘာဖြစ်လို့လဲဆိုတော့ကိုပစံကိုအလဟတ်တက်ဖြုံးတာမျိုးလုံးဝမဖြစ်စေချင်လို့ပါโอเคကိုနဲ့လိုက်ဖက်တဲ့ရေမွေးတွေကိုအချိန်လေးတခြားပေးပြီးတော့ရွေးချယ်ကြပါလို့အကြံပေးရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ပါမယ်ကျွန်တော်ကတော့ S7 ကစိုင်းပါနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ခင်ဗျ